မင်္ဂလာပါခင်ဗျာဒီကနေ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုဒီအမတန်မှတန်ဖို့ရှိတဲ့ဒီဆုံးမဩဝါဒလေးတစ်ခုကိုပြန်လည်မျှဝေပေးရှင်ပါတယ်။အဲ့ဒါကဘာလဲဆိုတော့ကိုလိုအချင်းစာရိုက်တာရှိတဲ့လူကိုလိုလူကိုကိုယ့်ရဲ့သားသမီးအဖြစ်နဲ့လက်ခံနိုင်ပြီလား။ကိုလိုအချင်းစာရိုက်တာရှိတဲ့လူကိုလိုလူကိုကိုယ့်ရဲ့မင်္ဂလာဆိုရင်လင်ယောက်ျားအဖြစ်လင်ယောက်ျားဆိုရင်ကိုယ့်ရဲ့မိမအဖြစ်နဲ့လက်ခံနိုင်ပြီလားကိုလိုအကျဉ်းစာရိတ္တရှိတယ်လို့ကိုလိုလူကိုကိုယ့်ရဲ့အလုပ်သမားအဖြစ်နဲ့ခံရပြီလားဆိုတဲ့ဒီဆုံးမချက်တူတူလေးပေါ့ဒါတူပေမဲ့လို့အမတန်မှကြည်ပြတ်ပါတယ်ဒီဆုံးမချက်ကိုဓမ္မဒုဒဆရာတော်စေကင်တာကနေပြီးတော့ဆုံးမထားတာဖြစ်ပါတယ်ဒီဆုံးမချက်ကတော့ဒီ6နှစ်9နှစ်လောက်ရှိပြီနဲ့တူပါတယ်ကိုလိုအချင်းစာရိုက်တာရှိတဲ့လူကိုလိုလူကိုယ့်ရဲ့သားသမီးအဖြစ်နဲ့လက်မခံနိုင်ဘူးလို့ဆိုရင်အခုကျွန်တော်တို့ကသားသမီးအဖြစ်နဲ့လက်ခံထားရတယ်ကျွန်တော်တို့ရဲ့အဖေတွေအမေတွေဟာဆိုရင်အမတန်မှစိတ်သွားကြတယ်ဆဲနှုတ်ရက်တွေဖြစ်ခဲ့ရမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကိုလိုအချင်းစာရိုက်တာရှိတဲ့လူကိုလိုလူကိုယ့်ရဲ့သားသမီးအဖြစ်နဲ့လက်ခံနိုင်အောင်ကြိုးစားကြပါကိုယ့်ရဲ့လင်ယောက်ျားအဖြစ်ကိုယ့်ရဲ့မိမအဖြစ်နဲ့လက်ခံနိုင်အောင်ကြိုးစားကြပါကိုလိုချင်စာရိုက်တဲ့ရှိတဲ့လူကိုလိုလူကိုယ့်ရဲ့အလုပ်သမားအဖြစ်နဲ့လက်ခံနိုင်အောင်ကြိုးစားကြပါလို့တိုက်တွန်းခြင်းပါတယ်ဒီဆုမဩဝါဒကနေပြီးတော့အမတန်မှဒီအကျိုးရှိပါတယ်တန်ဖိုးရှိပါတယ်ဒါကိုရင်းစာတရားကိုအခြေခံတဲ့ဆုမချက်ပေါ့ဒီဆုမချက်ကိုအမတန်မှတန်ဖိုးရှိလန်းလို့ပြန်လည်မျှဝေပေးရခြင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်